လေဒီလမ်းမပလဲအရေးကြီးကန်းနာပို့မယ်ဒါပဲ ဟုတ်ပါဒါပဲရတယ်အရေးကြီးကန်းနာမပို့ခင်အဲ့ဒါလေအရေးကြီးတာပြောမယ်ဒါပဲ စကွန်မှာပိုစကားတွေမပြောနဲ့မြန်ပို့ဒါပဲ စပယ်နှစ်ပွင့်လေလွင့်လာပြီနှစ်ပွင့်စလုံးရေစင်းငါးကြီးလိုပဲဒါပဲ ရထားရင်ခွင်းနဲ့လည်းရတယ်အစရဝါစနဲ့အဝါရဝါစမလာဒီယောမလာဒီယောမဒမနဲ့ဒါပဲ ကောင်းပြီသူ့ဖေးတွေရောက်ခမိုင်းလို့တခါနဲ့ခေါ်လိုက်မယ်ဒါပဲ စပယ်နှစ်ပွင့်မင်းတို့တပွင့်ငါတို့တပွင့်ဒါပဲ အဲ့ဒါဘာလဲပြောလဲ ခဏလေးသုံးငါ ဘာလို့လဲကွာ ဆရာကြီးလည်းသုံးငါ မင်းတို့ငါမာလာတယ်စက်ပမှာအပူစားရတယ်မပြောပါနဲ့ဆိုမင်းတို့အပူစားတယ်ပြောတယ် ဟုတ်ကျွန်တော်အရေးကြီးတဲ့စာရုပ်နှစ်ဆောင်ပို့ဖို့လေ တော်လာမှာကွာ စကပွင့်နဲ့ စပယ်နှစ်ပွင့်လေလွင့်လာပြီဆိုတာငါသမီးတွေကိုကြည့်ပြောတာပါဟမ်အဲ့တော့စပယ်လိုက်မိုင်းဝင်နဲ့စပယ်ခိုင်မိုင်းဝင်ကငါသမီးတွေကွာ